နဲ့သူ့ရဲ့ ability ကသူ့လုပ်တဲ့အလုပ်ကိုကြည့်လိုက်တာနဲ့ချက်ချင်းသိပါတယ် programmer ဆိုလည်းဒီတိုင်းပါပဲအဲ့တော့ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဒီခုနကကျွန်တော်တို့ပြောသလိုဟာလာဒီဟိုတကယ်ကျန်တဲ့အချက်လက်တွေအားလုံးတွေအရေးကြီးတဲ့အထက်မှာဒီအတွေ့အကြုံနဲ့ experience နဲ့ခုနကတော့ဟိုလုပ်ပေးနိုင်ခြင်းဟာဘယ်လိုမှအရေးကြီးတဲ့ခန္ဓာတစ်ခုပေါ့နော်ဟိုအထူးသဖြင့်အခုစပြီးတော့အလုပ်ငန်းဝင်လာတဲ့ entry level သမားတွေကိုကျွန်တော်အထူးပြုစေချင်ပါဘာလို့ဆိုတော့ကျွန်တော်တော်များများကြားနေရတာတော့ကျွန်တော်ကြောင်းပြီးအလုပ်မရှိဘူးအဲ့တော့အတွေ့အကြုံလည်းဘာမှမရှိဘူးကျွန်တော်လည်းမဆိုင်တာတွေပဲလုပ်နေရတယ်ကိုရဲ့အဲ့တော့ကျွန်တော်လည်းအလုပ်ကလည်းရှာလို့မရဘူးဆိုတော့ကျွန်တော်အဲ့ဒါတွေကတဖြည်းဖြည်းနဲ့ဘာဖြစ်တော့လဲဆိုတော့အကြောင်းနေပြီးတယ်ပွဲတွေရတယ်အလုပ်ကလည်းမရှိတော့ကျန်တာတွေလုပ်ရင်းနဲ့အတွေ့အကြုံကလည်းမရဘူးအတွေ့အကြုံမရဖြည်းဖြည်းနဲ့ခလန်းကွာသွားပြီးတော့လုပ်ချင်တဲ့ IT career တွေကိုရောက်မလာဆိုတော့အဲ့လိုမဖြစ်ရအောင်ကိုကကြောင်းပြီးတာနဲ့ကြောင်းတက်နေနေမှာပဲဖြစ်ကြောင်းပြီးကြတာမှာဖြစ် project ကိုရှာဟုတ်လား open source မှာရှာလို့မရှိရင်ကိုယ့်ဘာကို project စဒါမြန်မာ ID pro မှာစပြီးကျွန်တော်တို့ဒါစရေးမယ်ဘယ်သူတွေပါကြမလဲကျွန်တော်အဲ့လိုမျိုး proactively လုပ်စေချင်ပါတယ်ဆိုအဲ့လိုလုပ်လို့ရှိရင်ကိုအဲ့ဒါကိုပဲအတွေ့အကြုံပြရင်မှကျွန်တော်တို့ကပူးပေါင်းပြီးတော့ကူညီပေးမယ်ဟာ reference လို့လာလို့ရှိရင်ကျွန်တော်ကဒီမောင်း A မောင်း B ဟာဒီမှာဒါဒီလိုလုပ်တာဟုတ်တယ်ကျွန်တော်တို့က recommend လုပ်ပေးမယ်ဆိုတော့အဲ့လိုမျိုးတွေလုပ်ပေးလို့ရှိရင်ခုနကဒီအတွေ့အကြုံတွေကိုကိုကကောင်းကောင်းတွေ့ကြုံထားကိုကထည့်ပြီးတော့လှုပ်ရှားတဲ့အခါမှာစပြီး ID လှုပ်တဲ့အခါမှာစစ်ပို့ပြီးလဲကူစီမှာပေါ့နော် certification ကတော့ကျွန်တော်ကအားပေးတာကသူပြင်ဘာပြီးရဲ့လူတွေတော်များများ certification တန်ကြပါတယ်ဟိုဘာကြောင့်ဆိုတော့ဒါကကိုယ့်ရဲ့ learning နဲ့ဟိုတကယ်တက်တော့မတက်တာတော့သူခုနပြောသလိုပေါ့နော် certification တိုင်းကတော့အားမခံပါဘူးဒါပေမဲ့ကျွန်တော်ပြောနိုင်တဲ့ဟာကတော့အနည်းဆုံးဟာလာဒီဆက်လက်ပြီးတော့ပညာသင်ကြားဖို့နဲ့တိုးတက်ဖို့ကိုကစင်တပြလုပ်နေတယ်ဆိုတာကိုတက်တည်ပြတဲ့သဘောဖြစ်တဲ့အတွက်ဒါကောင်းတဲ့တစ်ခု trend တစ်ခုပေါ့နော်ကျွန်တော်အဲ့လိုမြင်ပါတယ် certification ရဲ့ကဏ္ဍအသေးအရေးကြီးပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီကနေတစ်ဆင့်ပေါ့နည်းနည်းလေးနောက်တစ်ပိုင်းကဟုတ်ပြီကျွန်တော်တို့ခုနပြောသလို foundation knowledge တွေလည်းကျွန်တော်တို့ကသိပြီးအခုပြောသလိုပဲဟာလာဒီ education နဲ့အတွေ့အကြုံနဲ့ဒါတွေနဲ့လည်းကျွန်တော်တို့အထီးသက်လောက်ရှိထားပြီးပြီဆိုတော့အဲ့ဒီအလုပ်ကိုကျွန်တော်တို့ရှာမယ်ဆိုရင်ကျွန်တော်တို့ဘာတွေအလုပ်တွေရှိတယ်လဲဘယ်လိုအလုပ်တွေရှာရမလဲပေါ့နော်ဆိုတော့ဒါတော့ general ဖြစ်တဲ့ဟာကိုကျွန်တော်တင်ပြထားပါတယ်ဟိုဘာလို့ဆိုတော့တစ်ကမ္ဘာလုံးနဲ့ပတ်သက်တဲ့ IT အလုပ်သဘောမျိုးပေါ့နော်ပမာပြီးတင်တဲ့ဟုတ်ချင်မှဟုတ်မယ်စင်ကာပူလည်းဖြစ်ချင်မှဖြစ်မယ် general ပေါ့ဒါကတော့တော်များများမှမှန်မဲ့ဟာတို့ကျွန်တော်မြင်ပါတယ်ဆိုတော့IT လုပ်ငန်းတွေတကယ်လဲ demand ဖြစ်နေတဲ့အလုပ်ငန်းတွေပေါ့ဘယ်နိုင်ငံမှာပဲတွားပေါ့နော်ဆိုတော့ web developer ဟလာ web designer UI designer ကျွန်တော်တို့ဒီ user interface designer เนาะပေါ့နော်ခုနောက်ပိုင်းဆိုရင်တော့ကျွန်တော်တို့ဒီ mobile development ဘာလို့ဆိုလဲ mobile phone design UI design လုပ်တဲ့ designer တွေ application user experience designer ပေါ့နော်ဆိုတော့အဲ့ဒါမျိုးပိုင်းနေ developer ပိုင်းနေဟလာနောက်တစ်ခါကျွန်တော်တို့ဒီ system admin တွေ webmaster တွေဘာလို့ဆိုတော့ကျွန်တော်တို့ဒီ system တွေက manage လုပ်ရမယ်code တွေ batch လုပ်ရမယ် deploy လုပ်ရမယ်စသဖြင့်ပေါ့နော်အဲ့တော့ဒီ system admin ကလည်း hot ဖြစ်တဲ့ဟာအကြောတစ်ခုပေါ့နော် software engineer programmer developer တွေကတော့ဟိုဒီ enterprise level developer Java developer ဒါတွေကတော့လိုနေတာပေါ့ဘယ်လိုပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့နည်းနည်းလေးမကြည့်ပြတဲ့အပိုင်းကတော့ software tester ဘာလို့ဆိုကျွန်တော်အတွေ့အကြုံအရ 70% လောက်ကကျွန်တော်တို့ software development တွေမှာတချို့ enterprise တွေမှာ 70% လောက်က tester တွေများပါတယ်ဒီမှာ testing လုပ်တဲ့ဟာတွေခံတကယ် developer လုပ်တဲ့သူတွေ 30% လောက်ပဲကျွန်တော်တို့မှာရှိပါတယ်ဆိုတော့ဒီ testing ရတဲ့တချို့ဟာတွေမှာတချို့ project တွေမှာဆိုကြီးမားမားအထိကျွန်တော်တို့ဟိုလိုတဲ့ဟာတွေပေါ့နော် QA quality assurance engineer တွေပေါ့နော်ဆိုတော့သူ project လိုက်ပေါ့လေနောက် tech support တွေ role တွေနောက် business analysis ID business analysis တွေ ID project manager တွေဆိုတော့ဒါတွေကတော့ဒီဘယ်နိုင်ငံမှာပဲတွားလက်ရှိဟာလာဒီလိုအပ်နေတဲ့ IT လုပ်ငန်းတွေပေါ့နော်ကျွန်တော်အဲ့လိုမြင်ပါတယ်အဲ့တော့ဒီနေ့ IT လုပ်ငန်းတွေကခုနပြောသလိုနဲ့ဒီနေ့ဖြစ်နေတဲ့ IT market ပေါ့လေဆိုတော့ကျွန်တော်နည်းနည်းလေးအဲ့ဒီမှာ emphasize လုပ်ပြီးတော့ပြောချင်တာကဆို ID လုပ်တွေကတကယ်ခုနပြောသလိုကျွန်တော်ဒီ seminar မစခင်မှာကျွန်တော် Google မှာဟို hot job မှာကျွန်တော်တွားပြီးတော့မှာ IT ဆိုပြီးတော့ဟိုမျိုးနာမည်နဲ့ IT ဆိုထည့်လိုက်တဲ့အခါ ID လုပ်ပေါင်းကထောင်ချီပြီးတော့ထွက်လာပါတယ် IT နဲ့ပတ်သက်တဲ့လုပ်တွေအဲ့မှာနာမည်တွေကနာမည်မတူတာတွေလိုက်ကြည့်တဲ့အခါမှာမဆုံးနိုင်တော့နာမည်တွေရှိပါတယ် IT ရဲ့အောက်မှာ project manager business analyst ဒါကျွန်တော်တွေ့တဲ့တချို့ဟာလေးတွေကျွန်တော်ဒီမှာကူးထည့်ထားတာဟလာ tech support webmaster designer network engineer အများကြီးပေါ့နော်တွေ့ရတယ်ဆိုတော့ ID မှာအဲ့တော့ job title တွေအများဆိုတော့အဲ့တော့ကျွန်တော်တို့အတွက် opportunity ခွင့်လန်းတွေအများကြီးရှိတယ်ဆိုတာကိုတက်တည်ပြတာပေါ့နော် ID အလုပ်ကဒီနေ့နော်နောက်တစ်ခုကတစ်ခုကောင်းတဲ့နောက်တစ်ခုက ID က global profession ပေါ့
ဆိုတော့ဒါကျွန်တော်ပြောတဲ့အခါမှာကျွန်တော်တခုတေချာနှိုင်းရှင်ပြောလို့ရပါတယ်ကျွန်တော်ဗမာနိုင်ငံဆိုရင်တော့ကျွန်တော်တို့ကဆရာဝန်ဆိုတဲ့လောက်ကအရန်ပေါ့နော်ကျွန်တော်ပညာရေးရလည်းအရန်မြင်ပြီးတော့ကိုပေါ့တခုပေါ့နော် profession တခုပေါ့နော် respective ဖြစ်ပဲ project တခုပါဒါပေမဲ့ကျွန်တော်တို့ကတခုပြဿနာရှိတာကဆရာဝန်တယောက်ကဗမာပြည်ဆရာဝန်တယောက်ကဥမာ American မှာဆရာဝန်လုပ်ချင်တယ်ဆိုရင် तू ကဆရာဝန်ချက်ချင်းလုပ်ဖို့မရပါဘူးဘာလို့ဆိုတော့ तू ကဗမာပြည်ဆရာဝန်ဗမာပြည်ဘွဲဗမာပြည် practice ဆိုဒီနိုင်ငံမှာတစ်ခါပြန်ပြီးတော့ဆရာဝန်ဘွဲတခုပြန်တင်ရတယ်နောက်ဒီမှာသူတို့ house ဆင်းတယ်လို့ပေါ့နော်ဒီမှာ practice ပြန်ဆင်းရတယ်ဆိုတော့အနည်းဆုံး9နှစ်6နှစ်9နှစ်ပြန်ရင်းနှီးပြီးတော့မှဆရာဝန်တခုလုပ်ရပါတယ်ထို့သာပဲ lawyer ဆိုလည်းဒီတိုင်းပါပဲသူတို့ profession က global profession မဟုတ်ပါဘူးဆိုဗမာပြည်မှာ practice လုပ်တဲ့ lawyer ဗမာပြည်ရဲ့ဥပဒေပဲသိတယ်ဆိုပြီးတော့ဒါဗမာပြည်တယ်မဟုတ်ပါဘူးဒါအခြားနိုင်ငံလူတွေဒီတိုင်းပဲတရုတ်ပြည်ရဲ့လူတွေလည်းဒီတိုင်းပဲအင်္ဂလန်မှာလည်းထိုနီးတူတာပေါ့သူ law နဲ့သူသုံးတဲ့ common law နဲ့ America မှာရှိတဲ့ law နဲ့မတူဘူးအဲ့တော့သူကပြန်ပြီးဆောင်ပွဲဖြေရတယ် qualify ဆောင်ပွဲကိုပြန်ပြီးတော့သူကapprentice ဘောမျိုးအလုပ်ပြန်လုပ်ရတယ်ပြီးမှသူက certify ဖြစ်မှလုပ်ခွင့်ရတယ်ဆိုတော့အဲ့တော့ကျွန်တော်ခုန example တပုံမျိုးကျွန်တော်ပြောတာပေါ့နော်အဲ့တော့ခုနပြောလို့ကျွန်တော် engineering တို့ဒီ IT တို့ကတော့တကယ် general အရာပြောမှဆိုရင် global profession ဖြစ်ပါတယ်ဆိုတော့တကမ္ဘာလုံးပဲသွားကျွန်တော်တို့ကလိုလေကူကူနဲ့ကျွန်တော်တို့ရဲ့တတ်တဲ့ skill ကိုအလုပ်ငန်းခွင်တွေကိုတန်းဝင်လို့ရတဲ့ skill ဖြစ်ပါတယ်သူကဗမာပြည်က programmer မို့သူကစင်ကာပူက programmer မို့အဲ့လိုမဟုတ်ပါဘူးဆိုတော့ဘာလို့ကျွန်တော်တို့တွေအားလုံးက IT ကဒါကျွန်တော်တို့ရဲ့ advantage ပါအားသာချက်တစ်ခုနော်ဆိုတော့ similar language we speak ပေါ့နော်ကျွန်တော်တို့ IT language ကအတူတူပဲဘာသာရေးနဲ့ပဲတင်ပေါ့နော်သိထားတဲ့ knowledge ကအတူတူပဲဒါကျွန်တော်တို့ရဲ့ advantage ဖြစ်ပါတယ်နောက် skill set နဲ့ background requirements တွေကလည်းအတူတူပါတယ်ဘာလို့ဆိုတော့ project တွေလုပ်ကြရင်စင်ကာပူမှာလုပ်တဲ့ project တွေလည်းသူလုပ်တဲ့သဘာဝအရာလိုအပ်တဲ့ skill set database သမားလိုမယ်ဒီ design လုပ်တဲ့ဟာလိုမယ်ကျွန်တော်တို့ architect လုပ်တဲ့လူလိုမယ် implement လုပ်မယ်ဒီဟာတွေကဘယ်နိုင်ငံဘယ်ဟာပဲတော် skill set တွေ requirements တွေ similar ပါပဲနောက်ဆုံး application တွေစောက်တော့မှတကယ်တစ်ခုနဲ့တစ်ခုနဲ့အများကြီး similar ဖြစ်ပါတယ်တကယ်အပေါ်ပိုင်းမှာကွာခြားချက်ရှိပေမဲ့နောက်ဒီ domain ဖြစ်တဲ့အောက်က system တွေတော်တော်များများကတော့ infrastructure တွေကတော့တူတူပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ skills တွေကခုနကပြော transferable from one country to another ပေါ့နော်တနေရာနဲ့တနေရာကျွန်တော်တို့တွေကယူသွားလို့ရတဲ့ profession ဖြစ်ပါတယ်အဲ့တော့ဒီနောက်တစ်ခုက IT အဲ့လိုဖြစ်လျုံနေမှာခါပဲနဲ့ကျွန်တော်တို့ဒီ IT professional တွေက IT workforce က global workforce ပေါ့နော်တကမ္ဘာလုံးရဲ့အလုပ် workforce တွေနဲ့ဖြစ်လာပါတယ်ကျွန်တော်ဆိုလို့တဲ့ဘောကအမေရိကကုမ္ပဏီကသူ့ရဲ့ software developer ကိုအိန္ဒိယမှာကျွန်တော်ကငှားထားတယ်အိန္ဒိယကနေလုပ်တယ်ဆိုတော့အိန္ဒိယလူအမေရိကကိုလာမနေချင်ဘူးဆိုနေကြမလို့သူအိန္ဒိယမှာနေလို့ရတယ်အိန္ဒိယမှာလောက်ကောင်းကောင်းရတယ်အိန္ဒိယမှာသူ bonus ဆက်တူးထားတယ်သူမိသားစုနဲ့နေလို့ရတယ်ဒါဆိုကျွန်တော်တို့ကဒီနေ့ communication ကကောင်းတဲ့အရန်ကောင်းလာတဲ့ခေတ်ဖြစ်တဲ့အတွက် telecommunication တွေ infrastructure တွေကောင်းလာတဲ့အတွက်ဒီ IT workforce တွေကအဲ့လိုမျိုးလုပ်လို့ရတယ် remote worker ခေါ်တာပေါ့နော်ကျွန်တော်တို့ offshore ဒီ center တွေကနေအလုပ်လုပ်နိုင်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ IT လုပ်ငန်းတွေရဲ့အလုပ်တွေရဲ့အားသာချက်ပေါ့နော်နောက်တစ်ခုကဒီကျွန်တော်တို့ဒီ trend နဲ့ market trend နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကတော့IT လုပ်ငန်းတွေတချို့ကလည်းမကောင်းတော့ဘူးကျသွားတယ်လို့ကျွန်တော်ဘာတွေ့တယ်ဆိုတော့အများနဲ့အဲ့ဒီ cycle ကမှားပြီးတော့တကယ်တော့ IT လုပ်ငန်းတွေ shortage တွေအများနဲ့ထပ်ပြန်ဖြစ်လာပါတယ်ဘာလို့ဆိုတော့ IT ကိုပို့ပြီးတော့ depend လုပ်တဲ့ဟာပေါ့နော် IT system ကဒီအခြား system တွေပေါ်မှာတက်ရောက်မှုကကြီးမားတဲ့အတွက် IT နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတခြားပိုများလာတာပဲရှိပါတယ်အဲ့တော့IT လုပ်ငန်းနဲ့ပတ်သက်လို့စီးပွားရေး recession တွေရှိလို့IT ဟာဖြစ်ပဲတကယ်တမ်းဒီနေ့တည်းအမေရိကမှာကျွန်တော်လုပ်ငန်းတဲ့အပတ်ကပဲဒီ government အနေမှာဒီ IT အထူးသဖြင့် healthcare IT workforce shortage ဖြစ်လို့ဆိုပြီးတော့article တွေကျွန်တော်တွေ့ရပါတယ်။ဘာလို့ဆိုတော့သူတို့ regulation တွေကြောင်းတဲ့အခါမှာဒီ healthcare system တွေပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့ information system တွေကြောင်းဖို့လုပ်တာသူတို့မှလူတွေလိုပါတယ်။ဒါပေမဲ့အဲ့ဒီအခါမှာသူတို့မှလူတွေ shortage ဖြစ်နေတယ်။လိုတော့မရှိဘူးဆိုတဲ့ challenge ကိုတွေ့နေရပါတယ်။အဲ့တော့ဒီ ID ကိုရတာလိုတချို့တွေကID ကကောင်းမှမလား IDP ကဘာဖြစ်ပါမလားဆိုကျွန်တော်မြင်တာတော့ကိုတခြားဒီတစ်ခုမှပဲ stick လုပ်ပြီးတော့သူကခါရင် up and down ရှိကောင်းရှိမယ်ဒါပေမဲ့ဒီ fee ကတော့ကျွန်တော်တို့ဒီတက်နဲ့ဒီ generation တွေမှာဆက်ပြီးတော့တိုးမဲ့ market trend ရပေါ့နော်ဆက်ပြီးတော့တိုးပွားမဲ့တစ်ခုပေါ့နော်လမ်းကြောင်းတစ်ခုလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုကျွန်တော်ဒီနည်းနည်းလေးထည့်ပြီးတော့ပြောချင်တဲ့အခါကတော့ဒီနေ့အထူးသဖြင့်ပမာဒီမှာလဲလောလောဆယ်ဆိုရင် internet ဘိုင်းဆိုင်ရာတွေနဲ့တချို့ဟာလေးတွေတော်တော်တိုးတက်လာတာတွေ့မှာပေါ့နော်internet သုံးစွဲနိုင်မှုပိုင်းတွေ
နဲ့ဆိုတကယ်လို့လားအဲ့ဒါကောင်းမွန်လာခဲ့ဆိုခဲ့လို့ရှိရင်ဗမာပြည်ကနေပြီးတော့လေဒီအခြားနိုင်ငံတွေကကုမ္ပဏီတွေမှာတိုက်ရိုက်ဟာလာကျွန်တော်တို့ဒီ freelance အနေနဲ့ဗမာပြည်ကနေ program ရေးပြီးလုပ်နိုင်တဲ့အလုပ်မျိုးတွေပေါ်လာနိုင်ပါတယ်အများကြီးချို့ဆိုလည်းလုပ်နေကြပါတယ်ကျွန်တော်မိတ်ဆွေတချို့ပေါ့နော်လုပ်နေကြလူတွေလည်းရှိပါတယ်အဲ့တော့ဒါကကျွန်တော်အားလုံးမျက်စိဖွင့်ပေးချင်ပါတယ်ဘာလို့ဆိုတော့တကယ်အဲ့ဒါကို seriously ကျွန်တော်မြင်စေချင်ပါဘာလို့ဆိုတော့ဒီအမေရိကတို့နိုင်ငံတို့တက်ကလူတက်ကဒေါ်လာ500ပေးရတယ်ဆိုတာလူတက်ကသူ့တက်ကအရန်တက်တာပါတယ်ဒါပေမဲ့ဗမာပြည်မှာဒေါ်လာ900လောက်တစ်လကိုရတယ်ဆိုတာကသူ့တက်ကအရန်ကောင်းတဲ့လာကတစ်ခုပါဆိုတော့ ID fee အဲ့လိုမျိုးဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရှိမှာ ID for တိုးတက်တဲ့နိုင်ငံတွေကနေဒီလူတွေကိုဒီမှာ web design ရေးတဲ့ဟာပဲဖြစ်ဖြစ် program ရေးတာဖြစ်ဖြစ်တိုက်ရိုက်အလုပ်တွေကိုပေါ့ internet communication ကောင်းမယ်ဆိုကြလို့ရှိရင်ဒီဟာအတွက်ကတော့ကျွန်တော်မြင်တာတော့ဟိုအခြေခံအင်္ဂလိပ်စာဒီ core ID skill ခဏပြော programmer ဆိုလည်း program ကောင်းရေးတတ်တယ်PHP ရေးတတ်တယ်MySQL ရေးတတ်တယ်စသည်ဖြင့်ပေါ့နော် protocol ကိုကောင်းအောင်လုပ်နိုင်တယ်internet connection ကောင်းကောင်းရှိမယ်နောက် communication decent ပေါ့နော်ပြောနိုင်ဆိုနိုင်ရေးနိုင်တဲ့အဆင့်ရှိတယ်ဆိုရင်เนาะကျွန်တော်ထင်တာ you are in luck ပေါ့နော်ကျွန်တော်အလုပ်တွေခဏပြောသလိုရှာလို့ရပါတယ်အဲ့တော့ဒီနေ့မှာအများကြီးပဲ thousands and thousands of job တွေเนาะဒီ freelancer လို့ခေါ်တဲ့ဒီ remote မှာနေပြီးတော့လုပ်တဲ့လူတွေကနေပြီးတော့အလုပ်တွေလုပ်ပေးနေပါတယ်အဲ့တော့ဒီမှာ hodesk.com ကျွန်တော်ဒီမှာအိန္ဒိယနဲ့အများကြီးလုပ်တဲ့ company တစ်ခုပေါ့နော် Elan နဲ့ Guru ပေါ့ဒီ website တွေ check ကြည့်ပါအဲ့ဒီမှာအများကြီးရှိပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ကျွန်တော်မေးချင်တဲ့ business ဆိုလည်းပြောလို့ရပါတယ်ကျွန်တော်တကယ်လုပ်နေတဲ့လူတွေလည်းရှိပါတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့အကြံပေးဖို့ရှိဖို့လိုတယ်ဆိုလည်းပြောပါကျွန်တော်ထပ်ပြီးတော့ကြားဖို့ဆွေးနွေးလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောတဲ့ပုံမှာ conclusion အရာကတော့ဟုတ်လားကျွန်တော်ဗာပြောချင်တယ်ဆိုတော့ဒီ IT career တစ်ခုကို launch လုပ်မယ်စပြီးတော့လုပ်မယ်လူငယ်တွေအတွက်ပေါ့နော်အထူးသဖြင့်ကျောင်းသားတွေအတွက်ဆိုပြလို့ရှိရင်ခဏပြောကိုယ့်ရဲ့အခြေခံ foundation knowledge ကိုပိုင်ပိုင်နိုင်နိုင်လုပ်ပါခဏကျွန်တော်ပြောတဲ့ area 5ခုပေါ့နော်အဲ့ဒါတွေကိုကိုယ်က theory ရပြင်ဖြစ်တော့လည်းပဲတေချာကျွမ်းကျင်နားလည်အောင်ကျင့်ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအပြင်မှာရေးတဲ့စာအုပ်တွေဟာလာဒီ material တွေလည်းအများကြီးရှိပါတယ်ဆိုတော့အကြောင်းတွေမှာလည်းအဲ့ဒါကိုပိုင်ပိုင်နိုင်နိုင်အဲ့ဒီ area 5ခုကိုလုပ်ပါအဲ့ဒါတင်ထားတဲ့ဟာတွေပေါ်မှာအခြေခံပြီးတော့လည်းဟာလာဒီကိုယ့်ရဲ့ knowledge တွေမကဘဲနဲ့ဟာလာ transform into skill set ပေါ့နော်ကိုသိထားတဲ့ဟာ apply လုပ်ပြီးတော့ဒီ skill set အနေနဲ့နော် skill set ဆိုတာဘာကွာလဲဆိုတော့တခု database ကိုကျွန်တော်သိရတယ်မကဘူး database တခုကိုကျွန်တော် set up လုပ်နိုင်တယ်ဟာလာ database တခုကိုစောင့်နိုင်တယ် program ဆိုတော့ကျွန်တော် website တခုကိုကျွန်တော်ကောက်ရေးနိုင်တယ်ဒါ skill set အဲ့လို skill set တခုဖြစ်အောင်ပြောင်းအတွေ့အကြုံနဲ့ဟာလာtheory ကနေပြီးတော့ဒီ apply လုပ်ပြီးတော့သင်ယူပါပြီးတော့ခဏ create your own experience ခဏကျွန်တော်ပြောသလို open source ဆိုဟာမျိုး tools တွေပဲသုံး project တွေမှာပဲဝင်လုပ်ကိုအိမ်တွေကဟာလာအကြောင်းတစ်ခုမှာပဲဖမ်းမယ်ဟာလာကိုကသွားပြီး volunteer လုပ်ဖုန်းတော်ကြီးအကြောင်းတစ်ခုကိုပဲထားပါတော့ website တစ်ခုရေးပြီးထားပြီးကိုယ့်ရဲ့အတွေ့အကြုံရအောင် experience ရအောင်ရှာပြီးတော့လုပ်ပါအတွေ့အကြုံမရှိလို့အလုပ်မရှိလို့မလုပ်ဘူးဆိုတာမျိုးမဟုတ်ပဲねပေါ့နော်အခမဲ့စာပိုင်းရဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့စပြီးတော့ကိုယ့်ရဲ့ဟာချက်ချင်း apply လုပ်နိုင်အောင်လုပ်ပါအခြားဒီ professional တွေမှာကျွန်တော်တို့အခြားဟာတွေအပြင်အတွင်းတွေအပြင်လူတွေ reach out လုပ်ပါအကြံဉာဏ်တောင်းပါဆက်သွယ်ပါမိတ်ဆွေဖွဲ့ပါပေါ့နော်နောက်အဲ့ဒီချိန်ထဲမှာပဲကိုယ့်ရဲ့ communication skill ကိုတိုးတက်အောင်လုပ်ပါဟုတ်လား communication အင်္ဂလိပ်စာကောင်းအောင်လုပ်မယ်ဟုတ်လားအခြား business နဲ့ပတ်သက်တဲ့အကြောင်းတွေ personal skill တွေဒါတွေကိုတိုးတက်အောင်အများလေ့လာနော်နောက်တစ်ခုကလည်းခုနပြောတဲ့ online ဖြစ်နေတဲ့ opportunity တွေသုံးပြီးတော့online မှာinternet ခုနပြော freelance တွေပေါ့နော်ဒါလည်းခုန programmer တွေမကပါဘူးကျွန်တော်တို့တချို့ဟာတွေဆို sys admin ဘိုင်းတွေဆိုရင်လည်းကျွန်တော်တို့ဒီ internet ကနေတစ်ဆင့်အိမ်ကနေလုပ်ကြပါတယ်အခုကျွန်တော်တို့ ID သမားတော်များများကဒီဘက်နိုင်ငံတွေမှာလည်း IT အလုပ်တွေတော်များများကအမေရိကဆိုလည်းအမေရိကအကျယ်ကြီးပဲအဲ့တော့ဘယ်သူမှ clients ဒီ customer ရှိမှသွားပြီးမလုပ်နိုင်ကြပါဘူးတချို့ဟာတွေကျွန်တော်တို့က remotely ပဲအိမ်ကနေအလုပ်လုပ်ရပါတယ်ကျွန်တော်တို့ consultant တွေလည်းအိမ်ကနေပဲလုပ်ရပါတယ်ဒီလိုမျိုး web conference တွေနဲ့ဟာလာဒီ telephone နဲ့ internet တွေနဲ့အလုပ်လုပ်ရပါတယ်အဲ့တော့ဒါကခုနပြောသလိုဒီတကယ်ပြောင်းနေတဲ့ကမ္ဘာကြီးရဲ့ direction တစ်ခုက internet ကောင်းကောင်းရှိရင်ကို skill set တစ်ခုကောင်းကောင်းရှိရင်နောက်ကိုကအင်္ဂလိပ်စာကိုပြောနိုင်ဆိုနိုင်တဲ့ဟာအရေးရှင်းရှိရင်ဘယ်သူပဲဖြစ်ဖြစ် ID career တစ်ခုကိုစပြီးတော့လုပ်လို့ရတယ်ဆိုတာကိုကျွန်တော်အဓိကပြောချင်တာဖြစ်ပါတယ်အဲ့တော့